အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေခင်ဗျာကျွန်တော် YouTube channel ကနေကြိုဆိုပါရစေဆိုတော့ကြာလာပနေ့နေ့မှာရှိမဲ့ကစားကြမယ် UFAU ပါလီပွဲစဉ်တွေအကုန်လုံးကစားကြပြီတော်တော်များတယ်ဗျ။ ပါလီပွဲစဉ်တွေတော်တော်ရွေးချယ်ရတော့ခက်တယ်ဒီဘက်မှာပွဲစဉ်၈ကိုအကုန်လုံးကစားပြီတပြိုင်နဲ့ကစားကြရဲဆိုတော့ကျွန်တော်အကြိုက်ကလေးရွေးထုတ်ပေးသွားမှာပါကျွန်တော်ရွေးထုတ်ပေးသွားလဲရွေးချယ်ပေးတဲ့ပွဲစဉ်တွေကတော့ဒါအကြိုက်ရှင်းတူရဲ့ညီကိုနဲ့ကျွန်တော်တစ်ထပ်ကြမယ်ဆိုရင်တော့ယူကစားလို့ရပါတယ်မကြတဲ့ညီကိုတွေကတော့မိမိကြိုက်တဲ့အောင်ဘက်ကန်ကစားကြပါခင်ဗျာနော်ပွဲချုပ်သုံးသက်တဲ့ဆိုတာကတော့ပွဲမကန်ခင်တည်းကသုံးသက်ပေးထားတာဖြစ်တဲ့ကြောင့်မလို့အနေချင်းတော့အမှားရတော့ရှိသလိုမှန်နိုင်လည်းရှိမှာပါခင်ဗျာနော်ဆိုတော့အဲ့ထက်မှာကျွန်တော်အနေနဲ့ပေါ့နော်ဒါပွဲစဉ်တစ်ပွဲကိုရွေးထုတ်ပေးထားတာကတော့အဆွန်ဗီလာနဲ့7ဘက်တင်ရဲ့ Nottingham Forest နဲ့ပေါ့နော် Francis Roma တို့ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲကတော့အင်္ဂလန်အသင်းနှစ်သင်းအတွက်ကိုပဲကျွန်တော်တို့ရွေးချယ်ပေးထားတာဖြစ်ပါတယ်အဲကြောင့်ပထမဆုံးပွဲစဉ်ဖြစ်တဲ့အနေနဲ့အဆွန်ဗီလာနဲ့7ဘက်ပွဲစဉ်ကျွန်တော်ရေသုံးရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျအဆွန်ဗီလာကတော့အဆင့်စရာရဲ့ဒါဒီပါလီရဲ့အဆင့်စရာမှာဆိုရင်နှစ်မှာရှိနေပြီး7ဘက်ကတော့အဆင့်စရာရဲ့နံပါတ်28မှာရှိတယ်ဗျဆိုတော့အဆွန်ဗီလာကတော့ပေါ့နော်9ပွဲကန်တာမှာ6ပွဲနိုင်ပြီးတော့ဒါတေတပွဲမှမရှိဘူးရှုံးပွဲတစ်ပွဲတွေ့ထားတယ်ဂိုးပေးကိုကတော့17ဂိုးရပြီးတော့4ဂိုးပြန်ပေးထားတွေ့ပြီးတော့9ဂိုးနဲ့ဒါပြန်ပြီးတော့ရအောင်ထားတယ်ဗျရှားမကတော့18ဗျအဆွန်ဗီလာကတော့7ဘက်9ပွဲကစားမှာ2ပွဲပဲအနိုင်ရရှိထားပြီးတော့တပွဲမှတေကြတာမရှိတဲ့ဘက်နဲ့ပေါ့နော်ဒါ5ပွဲကိုရှုံးနေထားတယ်ပေးကိုကတော့ဒါ12ဂိုးရှိပြီးတော့ရဂိုးကတော့10ဂိုးရှိရယ်အနှုတ်4ဂိုးနဲ့ရက်တည်နေတာလည်းဖြစ်တယ်ဗျအစင်ကြားရဲ့နံပါတ်28မှာ6မှတ်နဲ့ပေါ့နော်အသေးမောင်းထိတိုက်တွက်ဆုံမှုကတော့ဒီချိန်မှတော့မရှိဘူးဗျဆိုတော့အဆွန်ဗီလာကတော့ဗျဒီဥရောပယူပါလီပွဲစဉ်မှာတော်တော်ကောင်းတယ်လေပွဲစဉ်ပြိုင်ပွဲမှာကောင်းပြီးတော့7ဘက်ကတော့ဒါလေပွဲစဉ်မှာကောင်းပြီးတော့ဥရောပယူပါလီပွဲစဉ်တွေမှာရှေ့ချောနေတာတွေ့ရတယ်ဗျဒီချိန်တစ်ခါမှထိတိုက်တွက်ဆုံမှုမရှိသေးဘူးဆိုပေမဲ့ဒီနေ့အဆွန်ဗီလာကနေပြီးဖောက်ဖေးထားတဲ့ဘော်ဒီဈေးမှာဆိုရင်တစ်လုံးသွင်းသွားရင်ဒါတာဆုံးရှုံးသေးတော့ပေးထားတယ်ကိုပေါင်းသေး3လုံးသေးသေးတော့ဖောက်ပေးထားဖြစ်တယ်ဗျ7နိုင်သွားရင်တက်မှာလားတကယ်လို့7နိုင်သွားလို့ရှိရင်ရမက6မှတ်နဲ့ဗျသူ့ရဲ့အထက်မှာရှိနေတဲ့ဒါရန်ဝိုင်းတို့7တစ်တို့စကြည့်ရမှာဒီတင်းတွေရှုံးမှသာလင်ကိုအပြက်နဲ့7တို့တက်ခွင့်ရရှိမှာလည်းဖြစ်သလိုအဆွန်ဗီလာကတော့တေကြသွားတယ်လေပဲနော်ဒါသူ့အနေနဲ့နောက်ဆင်ဖြတ်ကျော်နိုင်လေလည်းဖြစ်တယ်အာရှရဲ့ပုံကြီးတွေဖောက်ပြတာဈေးရဆိုရင်တော့တစ်လုံးသွင်းသွားလို့ရှိရင်ပြားဆုံးအရှုံးသေးရနေပြီးတော့ကိုပေါင်းသေး3လုံးသေးပေးထားတဲ့အတိုင်းပါဆိုရင်အဲ့ဒီဘက်မှာလည်းအဆွန်ဗီလာကိုသွင်းနိုင်တယ်လို့အိမ်ဝင်လည်းပြည့်တဲ့ကြောင်လို့7ဘက်လည်းပြန်သွင်းလိုက်မယ်ဆိုတဲ့အနေထားကိုပေးထားတယ်ဆိုပေမဲ့7ဘက်အနေနဲ့တော်တော်လေးကိုခက်ခဲမယ်လို့တော့ထင်နေဗျအဆွန်ဗီလာပိတ်ဆော့ခဲ့မယ်တောင်မှရမကတမတ်နဲ့တေးရရင်ကျင်းနေမဲ့အနေထားတိုင်းမလို့ဒီနေ့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့အဆွန်ဗီလာနဲ့ဒီ7ဘက်တို့ရဲ့ပွဲစဉ်မှာဆိုရင်အဆွန်ဗီလာဘော်ဒီလေးကိုလည်းကြိုက်တယ်လို့ကိုပေါင်းအောက်ကလေးနဲ့ပဲကျွန်တော်တွဲပေးခြင်းတယ်ပေါ့နော်ဒါလေးကိုနှစ်ချောင်းကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျနောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျ Nottingham Forest နဲ့ Fancy Varsity ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ် Fancy Varsity အသင်းကတော့ဒါဥရောပမှာဆိုရင်အကောင်းဆုံးပုံစံရှိပြီးလေပွဲစဉ်မှာလည်းအကောင်းဆုံးရှိတယ်ဥရောပ UEFA Champions League ရဲ့အမှတ်ပေးစာရက်ဒီမှာဆို9မှာရှိနေပြီးတော့ Nottingham Forest က16ဗျဆိုတော့ Fancy Varsity အသင်းကပေါ့နော်9ပွဲကစားပြီးတော့4ပွဲအနိုင်ရရှိထားတယ်3ပွဲတေကြပြီးတော့1ပွဲမှရှုံးနေထားတာမတွေ့ရသေးဘူး12ဂိုးရထားပြီးတော့9ဂိုးပြန်ပေးထားပြီးတော့9ဂိုးပဲပြန်ပြီးတော့အဖက်တင်ထားတယ်ရှားမကတော့15မိနစ်ဗျ Nottingham Forest အသင်း9ပွဲကစားမှာ3ပွဲပဲအနိုင်ရရှိပြီးတော့2ပွဲတေကြပြီးတော့ဒါ2ပွဲကိုရှုံးနေထားတွေ့ရတယ်။ကြာဂိုးကတော့ဒါ17ဂိုးရှိပြီးတော့9ဂိုးပြန်ပေးထားပြီးတော့ဒါ4ဂိုးလောက်ထိဒါအပေါင်းပြတာတွေ့ရပြီးတော့ရမက17မိနစ်ဗျ။အစစ်စား16မှာရပ်တည်နေတယ်။နှစ်သင်းသလုံးကတော့တစ်ချိန်တစ်ခါမှတော့တိတ်ဆုံမှုတော့မရှိသေးဘူး။ဒါပေမဲ့ Nottingham Forest အသင်းတို့ဒီနေ့နိုင်ရှားရှိသွားလို့ရှိရင်နောက်ဆင့်တက်ပါလား။အိမ်ဝင်မှာလည်းဖြစ်တဲ့ကြောင့်လို့ရမ14မှတ်ဖြစ်သွားမယ်နိုင်သွားမယ်ဆိုရင်နောက်ဆင့်တက်ဖို့တေချာသလောက်ဖြစ်နေသလိုအရှင်ဖြစ်တဲ့ပေါ့နော်ဒါ Nottingham Forest နဲ့ရုံးကန်လာဖို့တော့ရှိတယ်။အဝင်းဖြစ်တဲ့ Francis Marosi အသင်းကတော့ဒါထိဆော့သွားရင်တော့မှသူ့အနေနဲ့နောက်ဆင့်ကိုတက်လောက်တဲ့အနေအထားမျိုးလည်းဖြစ်တယ်ဗျ။ဆိုတော့ Nottingham Forest ရဲ့လီလန်ကစားသမားနဲ့ line ကိုကြည့်ရမယ်ဆိုတော့ဒရန်ပြဿနာများတော့ Nottingham Forest မှာရှိနေပြီးတော့လိပ်ပွဲစဉ်မှာလည်းဒါလုံးဝပေါ့နော်ရှေ့စမ်းပုံမှန်ထက်ကိုကြာဆင်းနေတာဖြစ်တယ်။ဥရောပလိပ်ပွဲစဉ်မှာတော့အကောင်းဆုံးပုံစံနဲ့ဖြစ်ကျော်တဲ့ Nottingham Forest အနေနဲ့ပေါ့နော်ဒါအိမ်ဝင်းမှာဆိုလို့ရှိရင် body စီတစ်လုံးသွင်းသွားရင်ပြဆုံးစားသေးပြည့်တယ်။ကိုပေါင်းနှလုံးရှိရှုံးသေးပေါ့နော်ကလေးဦးစီးဖောက်ပေးတာတွေ့ရတယ်ဗျ။ဆိုတော့ကျွန်တော်ကတော့ဒီနေ့ပေါ့နော်ဒီစိတ်ကြောက်ကိုရွေးထုတ်ပေးရမယ်ဆိုရင်တော့ Nottingham Forest နဲ့ Francis Roma တို့ဒီလိုပွဲစဉ်မှာဆိုရင်အိမ်ဝင်ဖြစ်တဲ့ Nottingham Forest body အနေနဲ့ကိုယ်နဲ့လေးပဲရွေးချယ်ပေးခြင်းတယ်။အားကြောင့်လဲဆိုလို့ရှိရင် Nottingham Forest ကထိန်းကစားသွားမယ်ရှုံးသွားမှကြောက်လို့ရှိရင်အနည်းဆုံးကတော့ဒါ 1C 2C လောက်နဲ့ပဲဒါပြီးဆုံးသွားလိမ့်မယ်လို့ကျွန်တော်တော့ခံမှန်းမိတဲ့အတွက်ကြောင့်မလို့ပါ။ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော် Nottingham Forest နဲ့ Fancy Marosi တို့ပွဲစဉ်မှာဆိုအိမ်ဝင်ဖြစ်တဲ့ Nottingham Forest body နဲ့ဒါကိုယ်နဲ့ကိုပဲဆက်လက်ပြီးတော့တွဲပေးနေပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါဒီပွဲစဉ်လေးကိုကြိုက်နှစ်တက်မယ်ဆိုရင်တော့ရွေးထုတ်ပြီးတော့ကစားလို့ရတယ်လို့မကြိုက်နေတဲ့ညီကိုတွေကဘက်ကန်စော်ကစားကိုင်းမှုရှိပါတယ်။ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ